ကုန်ကြတတ်တာပြီးထမင်းစားလို့မိန်နဲ့ခဲညီနေငပိချက်ဆက်ဆက်လေးချက်ပြမယ်လိုအပ်တဲ့ပစ္စည်းတွေကတော့ဒါတွေပဲဘာတွေလဲဆိုတော့ခင်ဗျားတို့လည်းသိတယ်မရှင်းပြတော့ဘူးသူတို့တွေအားလုံးကိုအရင်ဆုံးဘဝပြောင်းဖို့ကြက်သွန်3လုံးကိုဒါမျိုးလေးတွေလှီးမယ်ကြက်သွန်ဖြူနဲ့ပေါင်းမယ်ခဲညီ3လုံးကိုဒါမျိုးလေးတွေလှီးမယ်မပြီးသေးဘူး simplex ရဲ့အကူညီလိုတယ်ဘာမှမဟုတ်တတ်ကြွားတာဆက်တဲ့ကြက်သွန်နီနဲ့ကြက်သွန်ဖြူဒါမျိုးလေးထည့်ကြိတ်ဟောဒီလိုကြည့်လို့လည်းလှနေရောပဲကဲစချက်မယ်အိုးပူရင်စီထည့်မယ်ထုံးစံတိုင်းခိုခါဒီခါနဲ့လုပ်မယ်ပြီးရင်စနွေးမုတ်ထည့်မယ်နည်းနည်းဟိုးမွေတီမွေမယ်ခုနကြိတ်ထားတဲ့ကြက်သွန်နီကြက်သွန်ဖြူထည့်မယ်နည်းနည်းမှု့မယ်ပြီးရင်တော့ငုတ်သီးမုတ်ကိုထည့်မယ်ပြီးွားရင်ငုတ်သီးစိမ်းအကြက်မုတ်ကိုထည့်မယ်ပြီးရင်တေချာချာလေးတမအောင်မှု့မယ်ဒီဟင်းကတော်တော်မှု့နိုင်မှရတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့လိုမမှု့ပြီးနေရင်အလွယ်တကူအိုးကတ်သွားနိုင်တယ်အဲ့တော့အစတွေကမကတ်တဲ့အိုးနဲ့ချက်တာပိုကောင်းတယ်အခုငပိထည့်မယ်ငပိကိုတေချာချာလေးပျော်ဝင်သွားတဲ့အထိတမအောင်မှု့ပေးမယ်ပြီးွားရင်ခန်းညင်သီးထည့်မယ်ထပ်ပြီးတော့တမအောင်မှု့ပေးဦးမယ်ပြီးသွားရင်ရေနည်းနည်းလေးပပလေးထည့်မယ်အများကြီးမထည့်ရအောင်နော်ငုတ်သီးစိမ်းထည့်မယ်အဲ့မှာကျွန်တော်ဒိုင်းရှိုးလေးပစွန်ကြောင့်အကောင်ကြီးတာလေးထည့်လိုက်တယ်ပြီးရင်တော့တောက်လျှောက်တမအောင်မှု့မယ်လက်ညောင်းသွားတဲ့အထိကိုမှု့မယ်ရေလဲပါလေးထပ်ထည့်မယ်ရတာရှိစေဖို့အတွက်စားနဲ့အချိုမုတ်ကိုလိုအပ်တဲ့လောက်ထည့်မယ်ဆက်ပြီးမှုင်းနဲ့ပဲရေလုံးဝခမ်းပြီးတော့စီနဲ့ကက်ကက်ကလေးပဲကြံတော့တဲ့အချိန်ရောက်ပြီဆိုရင်ပြီးပါပြီချက်စားကြည့်ပါအရန်ထမင်းစားလို့မြိန်ပါတယ်